Nadila, 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 Lip like နာရီနဲ့နှကန်းထူအောင်ခိုးဆိုးနေရလို့လား no 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 ဒါမှမလို့တော့ဘူး30လောက်အချိန်ပေးုံနဲ့ဒီလိုဘာဘီလေးလို့လှတဲ့ဘာဘီ link လေးကိုလှုပ်လို့ရနေပြီကွာ lip filler ကလူတစ်ယောက်မှလိုအပ်လားမလိုအပ်လားဆိုတာ okay တစ်ချက်ပြပြမယ်နော်ဒီမှာခလီချန်နာရဲ့ပုံကြည့်လိုက်ရအောင်သူ့ရဲ့အရင်ကပုံနဲ့အခုပုံဆိုလို့ရှိရင်လုံးဝအမိုက်စာပြောင်းထွက်သွားတာနော်ပုံစလုံးကလှပြီမဲ့ lip filler ထိုးပြီးတဲ့ချိန်မှာပို့ပြီးတော့မိုက်လာတာတိတတာကြီးတွေ့ရမယ်ပေါ့နော်ဒီရဲ့ before နဲ့ after ပုံဆိုလဲရှင်ကြည့်ရင်လုံးဝကွက်ထွက်နေတာပေါ့နော်ဘယ်လောက်တိတာလဲဆိုလို့ရှိရင်ဒီမှာနှကန်းပုံနီးကပ်ပြပေးထားပါတယ် look ကလုံးဝကိုကွက်ထွက်သွားတယ်တွေ့တဲ့အတိုင်းပေါ့နော် okay အဲ့ဆိုရှေ့ရပုံဒီကြည့်ပြီးဆိုတော့လူတစ်ယောက်မှာအလှပအတွက်နှကန်းတီအရေးကြီးလားမကြည့်ဘူးလားဆိုတာသိပြီးကြပြီဖြစ်မှာပေါ့နော်ဆွေရနှကန်းဖင်လာလုပ်မယ်ဆိုတာနဲ့ဆွေစိတ်ချရုံကြည်ရတဲ့ The Clinic ဒီနိုကဒေါက်တာဂျန်နီနဲ့အတိုင်းပဲဖြစ်ပါတယ်ဆရာမကတော့ဆွေရမျက်နှာပုံတံနဲ့ live ဖက်မဲ့နှကန်းပုံတံကိုတည်တည်ချာချာစိတ်ရှိရှိနဲ့တေချာရှင်းပြပြီးတော့လုပ်ပေးပါတယ်ဆွေနေမှုပြီးဆိုတော့ထုံစိမ့်စလေးတဲ့စိတ်ခန့်ညီမလေးတွေကလည်းညီညီတတာနဲ့ဟိုမထိုးခင်မှာစိတ်လှုပ်ရှားမှုတွေမဖြစ်အောင်ပေါ့နော်စကားလေးတွေပြောပေးတယ်တကယ်မှစိတ်ရှိပြီးတော့စေတနာပါလုပ်ပေးရပေါ့နော်ပထမဆုံးဗီဒီယိုကအစလေးကတော့စတာပါအဲ့ဒါကြည့်ပြီးတော့မလန့်သွားနဲ့ဦးเนาะရေခဲလက်ကပ်ပေးပါသေးရဲ့သူရအပေါ်နှခမ်းအရန်ပါတော့အပေါ်နှခမ်းကိုပဲဦးစားပေးထိုးပါတယ်အောက်နှခမ်းတော့ထူပြီးသားဖြစ်တဲ့ဆိုရင်အောက်နှခမ်းကိုတော့တိတ်မထိုးတော့ပါဘူးဒါကတချမ်းထိုးပြီးတဲ့ချိန်မှာထိုးပြီးတဲ့ခြံနဲ့မထိုးသေးတဲ့ခြံကိုရှင်ပြထားတဲ့ဗီဒီယိုလေးပါနာလားဆိုတော့နာပါတယ်ဒါပေမဲ့သူတို့ထုံစိတွေထုတ်ပေးရရေခဲကပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့တရားဘိုးမှာ30ဘိုးလောက်တော့နာတာပေါ့နော်ပြီးတော့အခုထိုးတဲ့ဘာဘီလစ်ဖီလာကတခြားဖီလာတွေလိုမျိုးမဟုတ်ပဲပို့ပြီးတော့ကြာရှိခံတယ်ထိုးပြီးတဲ့ချိန်မှာလည်းပို့ပြီးတော့ဘာဘီလင့်ကလေးလိုဖြစ်စေရပေါ့နော်ဖူးဖူးဖဖောင်းလေးဖြစ်စေရပေါ့အဲ့အတွက်ကြောင့်မလို့ထိုးချက်လည်းများတဲ့အတွက်ပို့ပြီးတော့ရိုးဖီလာကျန်နေတော့ပူနာတယ်ဒါကတော့ထိုးပြီးချင်းချေနေပါဒါကဒေးဝမ်းချေနေပါဒေးဝမ်းဆိုတော့ထိုးရတဲ့အရာလေးတော့ကြံသေးတယ်ဒါပေမဲ့ဖူးဖူးဖောင်းလေးဖြစ်နေပြီးမှန်ချစ်တဲ့ချေဆိုအရန်တပေါ်ကြပဲအရန်ကြိုက်တယ်ကိုကမှန်ကြည့်ပြီးချေနဲ့အဲ့ဒါတော့အယောင်ကကြအောင်ပါဆိုတော့လေဒါကဒေးတူးချေနေပါနည်းနည်းတော့စရောင်လာပြီပေါ့နော်နှခမ်းကထိုးထားတဲ့အရှိန်နဲ့ဖူးနေရပဲနှခမ်းဒါက day 3မှာဆိုတော့နှခမ်းတော်တော်ရောင်နေပြီအယောင်ဆုံးရက်လို့ပြောလို့ရတယ် day 4ကျတော့လုံးဝအယောင်ကျသွားပြီပေါ့နော်ဒီကြားထဲမှာလည်းနှခမ်းကိုအားရင်အားတလို့ရေခဲကပ်ပေးရဆိုရညာဘက်တွေရောနေဘက်ရောအားရင်အားတလို့ကပ်ပေးရပေါ့နော်ပြင်ထွက်ရင် make up တောင်ပြင်စရာမလို lip gloss လေးစိုးပြီးတော့နှခမ်းနေတောင်မစိုးပဲအပြင်ထွက်တာဒါကတော့9ရက်မြောက်နေ့မှာရိုက်ထားတာဒါကတပတ်ပြည့်တဲ့ချိန်မှာရိုက်ထားတာပါအခုဆိုရင်နှခမ်းကလုံးဝအသားကျပြီးတော့လေထိုးလို့ထိုးထားမှမသိပဲနဲ့တဘောကအတိုင်းဖူးဖူးလေးနှခမ်းလှလှလေးလိုမျိုးလုံးဝရသွားပြီပေါ့နော်အဲ့အတွက်ကြောင့်မလို့လှုပ်လိုက်ရတဲ့feeling ရောအဲ့မှာထိုးတော့ကနည်းနည်းနားတဲ့ခံစားချက်ကရောလုံးဝကိုတန်တယ်လုတ်ကိုလုတ်တဲ့ကိုစိတ်ချနေတဲ့ရလက်ကိုရတာမို့လို့ highly recommend ပေးပါတယ်ဒီကရွေးချယ်မှုလည်းမှန်ကန်သွားတယ်ဒီ clinic ဒီနိုဗိုကိုစိတ်ချပြီးတော့ရွေးချယ်လိုက်တာလည်းလုံးဝမှန်ကန်သွားတယ်လို့ပြောရမှာပေါ့နော်โอเคအဲ့ဒါဆိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးများတင်ပါတယ်တတ်တာပါနောက်တော့ blog ဒီမှာဆင်တွေ့ကြပါအောင်မယ်